အားလုံးမင်္ဂလာပါကျွန်တော်တို့ခန်းကော mobile phone ပြပြရေးတင်တန်းကျောင်းကနေပြန်လေးကြိုဆိုပါရစေဒီတစ်ခေါက်ပြပေးမှာတော့ကျွန်တော်တို့ Mimo ပေါ့ Mimo နဲ့ပဲဘာတွေလုပ်လို့ရသေးလဲပေါ့အဲ့တော့ free version လေးရနေတော့ကျွန်တော်နောက်ထပ် part 2လေးတစ်ခုဆက်ပြီးတော့ record လုပ်ဖြစ်ပါတယ်ဒီကြားထဲမှာတော့ကျွန်တော်လုပ်ထားတဲ့ record တွေတော့ရှိရဲအဲ့ record တွေပါလဲဆိုရင်ဒီ Facebook flat 2တွေရေးနည်းတွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ white code တွေရော white code တွေရောကျွန်တော်စမ်းခဲ့တယ်အဲ့ဒါကြီးလည်းအကုန်လုံးအဆင်ပြေဒါပေမဲ့ဒီလောလောဆယ်ပေါ့နော်နည်းနည်းကျွန်တော်တို့ဒီကောင်လေးတစ်ချက်ပြချင်လို့ဘာလဲဆိုတော့ဒါကကျွန်တော်ဒီရဲထွန်းအောင်ရဲ့ဒီ Telegram group ထဲမှာပေါ့နော်ဒီ data လေးတွေတွေ့တော့အဲ့ data လေးတွေကိုကျွန်တော် download လုပ်လိုက်တယ်ရလာတဲ့ကောင်တွေကပြောချင်တာဒီကောင်တွေက Bluetooth unlock လုပ်တဲ့ file တွေပဲဒါပေမဲ့ဒီမှာကြီးရှိတဲ့ဘာသာစကားတွေအကုန်လုံးကကိုလည်းနားမလဲဘူးပြီးတော့ဒီကောင်လေးကိုကျွန်တော်တို့ကဖြည့်ကြည့်လိုက်မယ်ပေါ့နော်တစ်ခုချင်းကျွန်တော်ဒီမှာ extract လုပ်လိုက်မယ်Okay ပြီးတော့ဒီလေကျွန်တော် extract လုပ်လိုက်မယ်ဒါဆိုရင်ပြီးသွားပြီအဲ့လိုပြီးသွားပြီပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒါမှမဟုတ်လေဒီလိုမျိုးပြီးပြီးတော့အထက်ဟာတွေအကုန်လုံးကျွန်တော်ဘာတွေလုပ်မလဲဆိုခုလောလောဆယ်ဗျာဒါဖွင့်ကြည့်လိုက်မယ်ပေါ့အထက်မှာဘာတွေရှိလဲဆိုဒီမှာ ADB တွေunlock လုပ်တဲ့ buff file တွေရှိတယ်ဒီမှာဖွင့်ကြည့်လိုက်မယ်ဆိုရင်ဘာတွေရှိမလဲဆိုရင်ဒီထဲမှာတော့ payment box တွေဖြစ်သွားပြီပေါ့နော် payment box လေးဖြစ်သွားပြီကဲဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ဒီဖြည့်ပြီးသားနှစ်ကောင်ခဏပြန်ပြီးတော့ဖြတ်ပလိုက်မယ်AI ကိုကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ခိုင်းအောင်ပါဆိုရင်ဒီထဲကိုသွားခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီလမ်းကြောင်းလေးပေါ့နော်ဒီလမ်းကြောင်းလေးကို copy ကူးပြီးတော့ကျွန်တော်ဒီမှာမလုပ်မလဲဆို CD အခုဒီ file နှစ် file ရှိတဲ့လမ်းကြောင်းလေးကိုကျွန်တော်သူ့ကိုသွားခိုင်းလိုက် Okay ဒါဆိုသူ့ဒီမှာသွားခိုင်းလိုက် Okay ဒါဆိုသူကဒီထဲရောက်သွားပြီပေါ့ဒီမှာလမ်းကြောင်းလေးရောက်သွားပြီအဲ့တော့ဒီထဲမှာပါလဲဆိုရင်ဒီထဲမှာ check file ကိုစစ်ခိုင်းလိုက်အောင်တစင်ချင်းစီပေါ့ဗျာဒီထဲမှာဘာတွေရှိလဲဆိုတော့ဒီနှစ်ခုရှိရဲအဲ့တော့ဘာတွေလဲဆိုတော့ကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်ဘာလဲဆိုရင်ဒီကောင်လေးကိုကျွန်တော်ဘာလဲဆိုရင် translate to ENGLISH English and EHTICT extract here here ပေါ့နော်ဟုတ်ပြီပြီးလိုက်ကျွန်တော်ဘာလုပ်မလဲဆိုရင်တော့ sub ds include ဖြစ်တဲ့ file တွေကိုလည်းfile တွေကိုလည်းဘာလုပ်မလဲ translate လုပ်ပေါ့နော် translate လုပ်ပါဆိုပြီးတော့ကျွန်တော်တို့ကဘာလဲဆိုဒီထဲမှာရှိတဲ့ batch file တွေတို့ txt file တွေတို့စာရီမမြင်ရတော့ဘူးဒီပဲလေ txt file တွေနောက်တော့ etc ကဲဟုတ်ပြီဗျာဒီလိုပဲခိုင်းလိုက်တော့ကဲဒါဆိုရင် तू ဘာလုပ်မလဲကျွန်တော်တို့စောင့်ကြည့်ကြရအောင်အဲ့တော့ကျွန်တော်ဒီကောင်လေးနည်းနည်းလေးသေးလိုက်ဘယ်လိုလုပ်တာမလုပ်တာကြည့်ချင်လို့အဲ့တော့ဒီမှာ always ဟုတ်ပြီ confirm ကဲဆွဲဟုတ်ပြီသူဒီမှာရှိတဲ့ကောင်လေးကိုကျွန်တော်ဖြည့်ခိုင်းလိုက်ပြီသူဖြည့်မှာပေါ့လေဟုတ်ပြီတစ်ဖိုင်ရပြီဟုတ်ပြီနှစ်ဖိုင်ရပြီဟုတ်ပြီ okay အထဲမှာဘာတွေပါလဲဆိုတော့သူကဖတ်နေပြီဟုတ်ပြီဘာမလို့ထိုင်သာကြည့်နေပါokay ဖြီးလို့ပြီးသွားရင်ကောင်းလေးအကုန်လုံးကို translate လုပ်ခိုင်းလိုက်ပြီအထဲမှာပါနေတဲ့ဂျပန်စာတွေဖြစ်မှာဂျပန်စာတွေကိုပြန်ပြောင်းလိုက်အဲ့တော့ Mimo က free သုံးတာဆိုတော့နည်းနည်းတော့ဗျာ too many request ဖြစ်ပဲကျွန်တော်ဒီမှာလဲ VPN တော့ခံသုံးတာဗျာ VPN ခံသုံးတာကြောင့်လဲ line နည်းနည်းလမ်းမှာပေါ့နော်ဒီကောင် VPN မပါလဲသုံးလို့ရပါတယ်ဒီမှာသာသူ translate လုပ်နေတာဒီမှာ Bluetooth unlock 2ဆိုပြီးပေါ်လာပြီအားလုံးချိန်ပြီးလာပြီเนาะ Chinese file နေတယ်ဒါဆိုဒီကောင်ကတရုတ်စာတွေဗျ Chinese file နေတာတရုတ်စာတွေကိုအင်္ဂလိပ်လို translate လုပ်Okay ဟုတ်တယ်ဒီကောင်လေးက Chinese တွေကဲဟုတ်ပြီအဲ့တော့ဖြီးပြီးရင် translate လုပ်ကဲအကုန်ပြီးသွားပြီဒီမှာကျွန်တော် folder name တွေပါတယ်မှာ folder name တွေပါချိန်သွားပြီเนาะပြီးအထဲမှာရှိတဲ့ bat file ထဲမှာရှိတဲ့ဒီမှာတရုတ်စာတွေအကုန်လုံးကိုအကုန်ချိန်သွားပြီ
ကဲပြီးသွားပြီတဲ့ကဲပြီးသွားပါပြီအဲ့ဒါသူလှုပ်ထည့်တာဟုတ်လားမဟုတ်လားကျွန်တော်တို့ထဲဝင်ကြည့်မယ်အဲဒီမှာကျွန်တော်တို့ဒီမှာအကုန်လုံးတခါလေးပဲချိန်ပြီးသားပဲဒီမှာလဲချိန်ပြီးသားအဲ့တော့ second နဲ့အဲ့တော့ဒီထဲမှာဘာရေးထားလဲဝင်ပြီးတော့စစ်ကအောင်အဲ့တော့ဒီမှာโอเคအဲ့ဒီမှာလဲတစ်ချက်ဝင်စစ်မယ်အဲ့ဒီမှာတော့သူတို့ပဲပင်ပေါက်တွေတော့ပါတယ် run line မှာတိပါပေါ့နော်အဲ့နှစ်ခုရှိသွားပြီအဲ့ဒီနှစ်ခုကိုကျွန်တော်တို့ကဘာလုံးလဲဆိုအဲ့ဒီနှစ်ခုကျွန်တော်ပေါင်းပြီး2လေးရေးခြင်းတယ်အဲ့တော့ create loader and log to create loader လို့ဒီပိုင်းလေးတော့ Python နဲ့ရေးမယ်ကျွန်တော်တို့ပုံမှန်ပဲအမြန်ရတာ py2d6 ကိုသုံးမယ်ပြီးသွားရင်သူ့ကိုဗာလဲဆိုရင် team is ဆိုပြီးတော့ကျွန်တော်ရဲ့ team လေးတစ်ခုလောက်ထည့်လိုက်မယ်သူကျွန်တော် team လေးရော copy ကူးလိုက်အောင်ပါဒီမှာလေးဒါလေးထည့်လိုက်မယ်ပြီးသွားရင်ဗာလဲဆိုရင်တော့yes reference ယူမယ်ဘယ်ဟာယူမလဲဆိုရင်တော့tools fold ရ folder file ပေါ့နော် tools ဆိုတဲ့ file တွေကိုပြီးတော့ combine လုပ်မယ် combine one tools ဒီပေါ့ဟုတ်တယ် okay ဒါဆိုရင်ကျွန်တော်ကဖြီတာပေါင်းတာအမှန်တကယ်တော့ဗျာတခါလဲပေါင်းပြီးရေးလိုက်ဗျာဒီနှစ်ခုကိုဖြီပေးအထဲအားတွေပြောင်းပေးပေးငါ့ကိုတူးလုပ်ပေးတခါရေးလိုက်လို့ရတယ်အဲ့ဒါနဲ့တစ်ခုချင်းစီလုပ်ကြည့်တာပေါ့နော်အဲ့တော့လည်း error တွေပါတက်ခဲ့တယ်ဆိုရင်တော့မှ base stack ကဆိုတော့သိတာပေါ့ဒါမှတကယ် byte ကိုစေလုံးဝအပြင်းဘာမှလုပ်စရာမလိုသူကသူလိုအပ်တာတွေအကုန်လုံးလုပ်သွားတာနော်ဒါနဲ့ပြောချင်တာဗျာနောက်ပိုင်းကျရင်ကျွန်တော်တို့ file တွေကိုဘယ်လိုဖတ်ကြမလဲအထဲမှာရှိတဲ့ file တွေက step ဘယ်ဟာတွေလုပ်သွားလဲဆိုတာလည်းကျွန်တော်ကြည့်လို့ရသေးတယ်အခုကကျွန်တော်ကဒီမှာtools ကိုတက်ပြီးရေးလိုက်တာဗျာ tools တန်းရေးလိုက်တာအဲ့လို tools မဟုတ်ဘဲနဲ့ summarize လုပ်လို့ရတယ် analyze လုပ်လို့ရတယ် analyze လုပ်ပြီးသွားရင်အဲထဲမှာဒီ command တစ်ကြောင်းချင်းစီကဘာလို့လုပ်လဲဆိုတော့ကျွန်တော်တို့ကမေးပြီးတော့လေ့လာလို့ရတယ်စာသင်လို့ရတယ်လေ့လာလို့ရတယ်နော်ပြောနေတာအဲထဲမှာတစ်ခုချင်းစီဘာလုပ်သွားလဲဆိုတော့သူက step by step ရှင်းပေးတယ်ဥပမာဆိုရင်အဲထဲမှာရှိတဲ့ folder တွေကို download ချသွားတာတို့ security တွေကိုပြန်ပြီးတော့ short သွားတာတို့အဲလိုမျိုးလုပ်တဲ့ဟာတွေနောက် GPT ပြန်ပိုင်းတာတွေအဲ့ဒါတွေအကုန်လုံးဒီမှာသူကတစ်စင်ချင်းစီပြောမှာကဲဟုတ်ပြီသူဒါတွေ base လုပ်နေရကျွန်တော်ခဏစောင့်အောင်ပါဆိုတော့ဒီမှာ too many request ဖြစ်နေသေးတယ်เนาะအဲ့ဒါလေးပြီးအောင်ခဏစောင့်အောင်အဲ့ကျွန်တော် VPN တော့ဖြုတ်လိုက်ပြီ VPN ကြောက်တော့သူကဒီမှာ delay ဖြစ်နေတယ်ဆိုတော့ VPN တော့ဖြုတ်ပြီးတော့ connection တော့ပြန်ပြီးတော့ reset လုပ်တယ်ကဲဟုတ်ပြီအဲ့တော့အထက်မှာရှိတဲ့ buffer file တွေအကုန်လုံးသူ live ဖတ်နေပြီးတော့သူ 2C တော့မှာပေါ့เนาะကဲရေးလို့တော့ပြီးသွားပြီပြီးသွားတော့ဒီမှာထွက်လာပြီနော် P1 file လေး Python လေးထွက်လာပြီဝါကျွန်တော်ဒီမှာတခါလေးရေးပြီးသွားတဲ့ tool လေးထွက်လာပါပြီဒီ tools ကဘာလို့တာလဲဆိုရင်ဘလို့တာ unlock လုပ်မယ်ဘာလဲဆိုရင်ဒီမှာ AZ-Gen 4 တွေကိုနဲ့ရမယ်ပြီးသွားရင် 40R လည်းရမယ်ဒါနှစ်မျိုးဗျာနော်ဒီမှာ AZ-Gen 4 ကိုရွေးလိုက်တာနဲ့ဒီဘက်မှာ Redmi Turbo 4 တို့နော် Xiaomi Pad 8 တို့ CV5 Pro တို့ရွေးပြီးတော့လုပ်လို့ရသွားပြီပြီးသွားရင်တော့ကျွန်တော်ဒီမှာလုပ်သွားမယ်ဟာတွေအကုန်လုံးရှိတယ်အဲ့တော့ဒီမှာ model ကိုဒီကနေရွေးလို့ရတယ်ဒီကောင်းနဲ့ရွေးတာပေါ့နော်ဒါကတော့ low level high level temporary ပြုလုပ်တာမှု3မျိုးရှိရပေါ့နော်ကိုကြိုက်တဲ့ low version ကနေစပြီးတော့ကျွန်တော် recommend ပေးတဲ့ဟာတွေသုံးလို့လည်းရတယ်အဲ့တော့ဒီ tools ကိုသုံးဖို့သုံးနည်းကျွန်တော်တို့ဘယ်လိုသုံးရမလဲဆိုတော့ဟာတွေပေါ့နော်ဒါတွေသုံးဖို့အတွက်ဟာတွေကိုကျွန်တော်ဒီမှာထပ်ပြီးတော့သူ့ကိုမေးလို့ရတယ်ဖန်တီးခိုင်းလို့ရတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးလို့ဒါ tools လေးကဘာမှတော့ပြင်ရမလို့ဗျာနော်တော်တော်ကြီးကိုတော့မိုင်းနေပြီရှင်းတယ်အစင်လည်းပြည်တယ်ဒါတော့လုံးကြည့်မှာပဲသိမှာပေါ့နော် okay ဒါဆိုရင် tools လေးတော့ရသွားပြီကျွန်တော်တို့နည်းနည်းလေးထပ်ပြီးကွန်လိုက်အောင်ပဲဗာလဲဆိုရင်how to use this tool ပေါ့ပြီးရင် step by step ဘာညာပေါ့ဗျာရှောက်ရေးလိုက် okay အခြေရလဲ2နာရီကျော်နေပြီ3နာရီတော့တီးတော့မယ်
record ယူရတယ်ညာဘက်မှာအဆင်ပြေတယ်တနေ့လုံးကအပြင်ကလူအသေးတွေကနေသူတို့ရဲ့ဒီ repeat လုပ်ထားတဲ့ sound တွေကိုတောက်လျှောက်ဖွင့်တာ okay ဒါဆိုပြီးသွားပြီတဲ့ဒီမှာဘာလုပ်ကြမလဲဆိုတော့ဒီမှာရေးထားတဲ့ step 1ကဘာလုပ်မလဲဆိုဒီကောင်ကို run လိုက်တဲ့ပြီးတော့ step 2အနေနဲ့ဆိုရင်ဒီမှာ device series ကိုရွေးလိုက်ပေါ့နော်မှန်အောင်ရွေးပေါ့ပြီးလိုက်ဆိုတာနဲ့ဒီမှာပြီး model ကိုမှန်အောင်လည်းရွေးလိုက်ပေါ့နော်အဲ့တော့ဒီမှာဒီကောင်ဆိုရင်ဒီဘာကြီးသုံးရမယ်ပဲအချိန်မှာသုံးရမယ် Facebook OEM မှာဒီမှာဒီကောင်တွေပြန် short တဲ့ပိုင်းတစ်ခုချင်းဒီကိုရှင်းပြီးရနော် temporary ဘလို့ဒါ unlock ဆိုဒီကောင်တွေနဲ့လုပ်တယ်ဒါလေးတွေတော့တေချာ live ဖတ်ကြည့်ပြီးလုပ်လို့ရတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကစာလေးတစ်ခုထုတ်လိုက်မယ်ဗျာအဲ့ဒါဆို create AMD for let's see USAG usage guide ရောအဲ့ဒါဆိုကျွန်တော်ဒီမှာ usage guide လေးတစ်ခုလောက်ထုတ်လိုက်မယ်ဒါဆိုရင်တယောက်လာရင် readme တို့ဘာလို့ပေါ့ဗျာအဲ့လိုမျိုးတစ်ခုလောက်ထုတ်လိုက်မယ်ကဲဒါဆိုရင်သူစပြီးတော့ထုတ်နေပြီအခုကျွန်တော်ပြတဲ့ 2D နီးရနော်တကယ်လွယ်လွယ်ကူကူလေးနဲ့ free version ကိုပဲသုံးသွားတယ် AI ကိုသုံးသွားတာဒီမှာကျွန်တော်တို့အနေနဲ့အရင်ဘာမှခက်မရှိဘူးဒီမှာတော့ Python တော့တင်ထားပါเนาะ Python တော့သုံးပေါ့ Python လေးတော့တင်ထားပါဗျာเนาะအဲ့ဒါမှလည်းဒီ tools တွေ run ရတာလွယ်လွယ်ကူရှိမှာနောက်ပိုင်းကျရင်တော့ကိုယ်ကြိုက်တဲ့ language ကိုပြောင်းရေးရပြီကဲပြီးသွားပါပြီဒီမှာ readme ကိုလာပြီးတော့ဖတ်လိုက်မယ်ကဲဒါဆိုရင်ကျွန်တော်တို့ခုနကတော့ပြောတဲ့ဟာတွေပေါ့နော်ဒီမှာဒီမှာလာကြည့်လိုက်မယ် feature တွေကဒါတွေပါတယ် support တဲ့ device တွေကဒါတွေဖြစ်ပါတယ်ဘာလုပ်ရမလဲဆိုတာအကုန်လုံးဒီမှာတစ်ခုချင်းစီဒီမှာMIUI version 9ချက်ခောက်တွေပါတယ်ပါတယ်เนาะအဆုံးပါတယ်ဒီမှာတစ်ခုချင်းစီကိုပြပေးထားတာအဲ့တော့ဒါတွေကိုကြည့်ပြီးသွားရင်ကျွန်တော်တို့ AC လုပ်လို့ရတယ်အဲ့တော့ဒါတွေအကုန်လုံးကျွန်တော်ကဘာထပ်လုပ်ချင်သေးလဲဆိုရင်step 1နေစမှာပေါ့နော်လက်စနေဗျာနည်းနည်းရှောက်ပြီးတော့လှုပ်လိုက်အောင်မယ်ဟုတ်တယ်ကြလေးအဲ့တော့ကျွန်တော်ဒီမှာ use guide ကနေသွားပြီးတော့ဆွဲချမယ်after unlocking ဒီဟာတွေအကုန်လုံး copy ကူးလိုက်ပေါ့ပြီးကျွန်တော်ဘာလုပ်လဲဆိုတော့ chat ကြီးကိုခေါ်မယ် chat ကြီးဆိုကျွန်တော် chat GPT ကိုပြောရနော် chat ကြီးကိုခေါ်မယ်chat ကြီးကိုကျွန်တော်နည်းနည်းလေးဒီမှာထားပြီးသူ့အကောင့်လေးအညွန့်လေးလုပ် create image လုပ်မယ်ပြီးတိုင်းပိုင်းဆိုတော့ info infographic တိစောက်မယ်8K ပဲကောက်လုပ်လိုက်မယ် 8K ပဲလုပ်လိုက်ပြီးတိုင်းကျွန်တော်တို့ဒီကောင်လေးကောက်ရေးပြီးတော့အဲ့ဒါခောက်ပေးလိုက်မယ်ကဲ create လုပ်နေပြီ create လုပ်ပါလှလာရေးလုပ်ပြီးlimit တွေဘာတွေပြရပါမလုပ်နဲ့เนาะ free version ပဲသုံးထားတာပါ limit တွေပြည့်သွားပြီဘာမလုပ်နဲ့เนาะချက်ကြည့်ရေး okay ပါစက်ကြည့်တာเนาะအဲဆိုကျွန်တော်ဒီမှာခုနပေးလိုက်တဲ့ step တစ်ခုချင်းစီအကုန်လုံးကိုဒီသူကဒီမှာ infographic ဆွဲပေးပါဆွဲပေးလိုက်တဲ့ဟာလေးကိုလည်းကြည့်ပြီးတော့တော့ဘာလုပ်ကမယ်ဆိုတော့ပို့ပြီးကျင်းတည်သွားအောင်ပေါ့เนาะအဲ့ဒါလေးကိုချက်ကြီးကိုအကူအညီတောင်းပြီးတော့ဆွဲခိုင်းလိုက်တာပေါ့ okay ဒါလေးပြီးအောင်ခဏဆောင်းအောင်เนาะချက်ကြီးက free version ဆိုတော့နည်းနည်းလေးကြာတယ်ဟောကဲဒါဆိုရင်တော့ရပါပြီဗျာဒီမှာဘလို့ဒါတော့ usage guide ဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ကဒီမှာ asset ratio ချိန်လို့တော့ရတယ်မချိန်တော့ပါဘူးကျွန်တော်ဒီကောင်ကို down လိုက်တော့ပဲเนาะ SK လည်းလုပ်လို့ရမှာမဟုတ်တော့ပါဘူးဒီကောင်လေးဘာလို့ဆိုကျွန်တော်က free version ဖြစ်နေ SK မရအဲ့တော့ download ကိုကျွန်တော်ကဘယ်ထည့်မလဲဆိုရင်download ထဲကဒီ link လေးကိုထည့်မယ်ချက်ကြည့်မေးဒီ link ထဲမှာလာပြီးတော့ထားပေးပါဟုတ်ပါကြောက်ကြပါဒီလိုဆွဲထုတ်လိုက်မြန်မာလိုကြီးဆွဲထုတ်လိုက် okay ကျွန်တော် run လိုက်ဒီမှာအဲဆိုရင်ဒီကောင်ကိုစဖွင့်လိုက်တယ်စဖွင့်လိုက်ပြီးဆိုတော့လည်းဒီမှာ device တွေရွေးဖို့ဒီမှာ step by step တွေကုန်ပြပေးသွားပြီเนาะအဲ့တော့ Xiaomi 8s Gen 4တွေမှာဆိုရင်တော့ဒီကောင်တွေလုပ်လို့ရတယ်14မှာဆိုရင်တော့ဒီဟာလုပ်လို့ရတယ်ပြီးသွားရင်ဒီကောင် low version ကဒါတွေပြမယ်high version ဆိုတာတွေလောက်တာဒီ step တွေအကုန်လုံးဒီလိုလေးပြသွားမယ်ဒါဆိုရင်ဗျာပို့ပြီးတော့အဆင်ပြေသွားတာပေါ့နော်အဲ့ဒါမျိုးတစ်စင်းချင်းစီထုတ်လို့ရတယ်ပြီးမြန်မာလိုရှင်းတာတွေပါအကုန်ငွေလို့ရတယ်ပေါ့နော်ပုံတွေဆွဲစားတွေလည်းအဲ့လိုမျိုးကြီးလောက်ခိုင်းလို့ရတယ်အခုတော့ဆိုရင်တော့ဗီဒီယိုလေးရှေ့ပါဆိုလို့ကျွန်တော်ဒီလောက်နဲ့ပဲရက်လိုက်မယ်ပြောချင်တာဒီမှာလောက်သွားတဲ့ဟာတစ်စင်းချင်းစီကြည့်လိုက်တာနဲ့ဒီ free ရတဲ့ AI လေးကပေါ့နော် AI CLI လေးကဘယ်လောက်ထိစွမ်းနေဆိုတာလေးကိုလောလောဆယ်တော့မြင်စားပြုတ်လာပြီလို့ထင်ပါတယ်အဲ့တော့ထပ်ပြီးတော့ကျွန်တော်သူ့တက်ပို့ပြီးမြင်တဲ့အပိုင်းတွေ
ပြီးရင်ဒီ prompt engineering ဘိုင်းတွေအဲ့ဒါတွေအကုန်လုံးကျွန်တော်တဖြည်းဖြည်းနဲ့တော့ထပ်ပြီးတင်သွားမှာဖြစ်ပါတယ်အဲ့တော့တကယ်လို့အဆင်ပြေရဆိုရင်တော့စူးစမ်းပန်းစားလိုက်လုပ်ကြည့်ပေးပါเนาะ